ကိုထပ်မြော်မယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီခပီပါတာလေးကိုကြိုက်တယ်အလင်းပြပါဆိုလို့မဒီခပီပါတာရဲ့ကျမစင်းနီပါတာနီးရဲ့ထောက်ပြပါပေါ့နော်ဒီကျမအချင်းမအကုန်လုံးဆိုရင်ဒီကျမစင်းနီပါတာနီးရဲ့ဒီခပီပါတာလေးရဲ့ပေါက်ချင်တယ်ဒီတက်သားဆောင်လေးရတယ်ပြီးလို့ရှင်ငမန်းရှုခနဲ့စီးတိုင်းငမန်းနဲ့ကောင်လေးရတယ်ဘာအမရောဘာပေါက်ချင်တယ်သူကတော့ဒီကောင်မကြီးဒီဟာကြီးအဲ့ဒါကြီးမျက်စောင်းထိုးနေကောင်မကြီးမရပေါက်ချင်ကဲအခုစဖောက်จ้าဖောက်မယ်ဖောက်လိုက်ပြီဘယ်လိုက်ဖောက်မယ်ဟဲ့အယုံဒီကကမပါအဲ့တော့မပါကဲဒါလေးဖောက်မယ်ပေါ့နော်လုပ်ပြလိုက်မယ်ဒါကြီးမိုက်ကျဲမြင်လေးကောင်းနေကျမတော့ခပီပါတာလေးပေါက်ချင်တယ်ရှင်ကျမဖျားတာကျမဖောက်တာကျမလိုချင်တာပေါက်လို့ရှိရင်နောက်ဒါလေးဟုတ်ကလည်းဘလို့ရပါဘူးဒီတစ်ခါလည်းကျမလိုချင်တာပဲရတယ်ရှင်ခဏနေအောင်ဒီကလေးရလေဒီခပီပါတာပဲပေါက်နော်ကြက်ဖောက်မယ်အမကင်းပေးထားတယ်နော်သူဖောက်ကဟုတ်တယ်ဟောမရှိဘူးနော်ဟုတ်ခပီပါတာပေါက်သွားပါပြီရှင်ဒီခပီပါတာချစ်စရာလေးမရှိရကြက်ပုံနဲ့တင်းလာဒီကကင်းချင်းနဲ့ပါလေကင်းချင်းအောင်မရွှေရောင်ကလေးတွေ့လားဒီရွှေရောင်ဒါလေးကဒါလေးပဲဖြစ်ပါတယ်လိုက်ကလေးအများကြီးပဲနော်တတာ